စားကြပါအောင်ရှင်ဒါလေးကမေးတုတ်ကျွေးရဲ့ကြောင်ရှာလေးတုတ်ကလေးပါဒါကတမယာသီးကိုညှစ်မယ်တမယာသီးမညှစ်လဲစားလို့ကောင်းတယ်နော်တမယာသီးလေးပါတော့ညှစ်လိုက်ပါတယ်ရှင်ဒီမှာညားဆိုရင်ရှင်ပါစို့ကဲစားကြပါအောင်ရှင်ဒါလေးကတော့ကြောင်ရှာလေးတုတ်လေးပါအရမ်းမိုက်တယ်ကြောင်ရှာလေးတုတ်တော့ခါမယ်မထင်နဲ့တော့လုံးဝမခါဘူးရမ်းကောင်းရမ်းစားကောင်းပါတယ်ရင်းနှီးရသွားခါအောင်ပါဆိုလေရင်းနှီးတော့တောက်မပြတော့ဘူးတော့ပြီးမှတောက်တော့ဒါလေးပါတတာ